မင်္ဂလာပါ Factora ကကြိုဆိုပါတယ်တခါတလေမှာတင်ဟာအခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတစ်ခုကိုအရှင်ကတနေရာမှာကြုံဘူးတလို့မျိုးဒါမှမဟုတ်အိမ်မက်ထဲမှာမြင်ဘူးတလို့မျိုးထူးထူးဆန်းဆန်းခံစားဘူးပါသလားဘေးနာကသူပြောလိုက်တဲ့စကားလုံးပတ်မင်းကျင်ကအငွေ့အသက်ဒါတွေအားလုံးဟာအရင်ကဖြစ်ပျက်ခဲ့ဘူးတလို့မျိုးတထေးရတဲ့ခံစားရတာကိုဒေဂျာဘူးလို့ခေါ်ပါတယ်ဒီနေ့ Factora မှာတော့ဒီစမ်းကြဲတဲ့ခန်းစားချက်ရဲ့နောက်ွယ်ကအမှန်တရားတွေကိုတူတူရှားဖွေကြည့်ရအောင်ပါဒေဂျာဗူဆိုတာပြင်သစ်စကားလုံးဖြစ်ပြီးမြင်ဘူးပြီးသားလို့အဓိပ္ပာယ်ရပါတယ်ကမ္ဘာလူဦးရေရဲ့90%ခန့်ဟာဒီဝေဒနာကိုအနည်းဆုံးတစ်ချိန်တော့ခံစားဘူးကြပါတယ်စိတ်ဝင်စားစရာကောင်းတာကဒေဂျာဗူနဲ့ပြောင်းပြန်ဖြစ်တဲ့ဂျမေးဗူဆိုတာလည်းရှိပါသေးတယ်အဲ့ဒါကတော့ကိုအမြဲတွားနေကြနေရာတစ်ခုကိုရောက်နေပြီမဲ့လုံးဝအတစ်ဖြစ်နေတယ်လို့မျိုးတခါမှမရောက်ဘူးတယ်လို့မျိုးခံစားရတာပါတိတ်ပံပညာရှင်တွေကတော့ဒါကိုအုံနောက်ရဲ့မှတ်ဉဏ်စနစ်ခတချို့ယွင်းတာလို့ယူဆကြပါတယ်ကျွန်တော်တို့ရဲ့မျက်လုံးကမြင်လိုက်တဲ့ပုံရိပ်ဟာအုံနောက်ရဲ့ရေတိုမှတ်ဉဏ်ထဲကိုမရောက်ခင်ရေရှည်မှတ်ဉဏ်ထဲကိုစက္ကန့်ပိုင်းလောက်စောရောက်သွားတဲ့အခါအုံနောက်ကဓာတ်ကိုအဟောင်းကြီးလို့မှားယွင်းသတ်မှတ်လိုက်တာပါတနည်းအားဖြင့်အုံနောက်ထဲမှာ shortcut တစ်ခုဖြစ်သွားတာမျိုးပေါ့ဒါတွေမကသေးပါဘူးတချို့ theory တွေအရဆိုရင်ဒါဟာအုံနောက်ရဲ့ဘဲဘက်ချမ်းနဲ့ညာဘက်ချမ်းသတင်းအချက်လက်ပြီးပို့မှုမညီမျှတာကြောင့်လည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်ဒါပေမဲ့သိပ္ပံထက်ပိုပြီးစမ်းကြယ်တာကိုကြိုက်တဲ့သူတွေကတော့ဒါဟာ parallel universe လို့ခေါ်တဲ့တခြားကမ္ဘာကမိမိကိုယ်တိုင်နဲ့စိတ်ချင်းချိတ်ဆက်မိတာလို့ယူဆကြပါတယ်တခြားကမ္ဘာကသင်ဟာအခုဖြစ်ဖြစ်နေတဲ့အရာကိုကျုံတွေ့နေအချိန်မှာသင်စီကိုအဲ့ဒီ line တွေရောက်လာတာလို့ဆိုပါတယ်တချို့ကလည်းဒါဟာအတိတ်ဘဝရဲ့မှတ်ဉဏ်အပိုင်းအစတွေပြန်ပေါ်လာတာလို့ယုံကြည်ကြသလိုတချို့ကတော့ဒါဟာအနာဂတ်ကိုကြိုတင်မြင်နိုင်စွမ်းရဲ့အစိတ်အပိုင်းတစ်ခုလို့ဆိုကြပါတယ်သင်ရောဘယ်အယူဆကိုပိုပြီးယုံကြည်ပါသလဲသိပ္ပံနည်းကျရှင်းနှင်းချက်လားဒါမှမဟုတ်စမ်းကြဲတဲ့နယ်လောအယူဆတွေလားသင်ရောနောက်ဆုံးအကျင့်ထေးချဖို့ထိခဲ့တာဘယ်တော့ရလဲအဲ့ဒီတုန်းကဘလို့ခံစားခဲ့ရလဲဆိုတာ comment မှာပြောပြခဲ့ပါဦးဒီလိုစိတ်ဝင်စားစရာကောင်းတဲ့လျှို့ဝှက်ချက်တွေကိုအပတ်စဉ်တင်ဆက်ပေးတော့မှာမို့လို့ Factora ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်